အောင်မြင်မှုအတွက်အဓိကတော့ချက်ကလူအများစုထင်ထားတာနဲ့စုံစုံမျိုးစန့်ကျင်မှချနေတယ်ဆိုရင်ရောဘယ်လိုလုပ်မလဲကဲဒီအကြောင်းကိုလေရှင်းဟောင်းပုံမြင်လေးတစ်ပုံနဲ့အတူတူလေ့လာကြည့်ကြရအောင်ဒီလိုမျိုးကြုံဖူးကြမယ်ထင်တယ်ကို့မှာရီမန်းချက်အကြီးကြီးတစ်ခုရှိတယ်ဒါကိုလူတွေကိုပြောပြလိုက်တယ်ပြောပြီးသွားတာနဲ့အဲ့ဒီပန်းတိုင်ကိုရောက်ချင်တဲ့စိတ်ကဘာလို့မှမဖြစ်ရွတ်ရရဲ့ကြီးရောကျသွားရတာလေအဲ့ဒါကလေတကယ်တော့ကို့စိတ်ကကို့ကိုပြန်ချထားတဲ့ထောင်ချောက်တစ်ခုပါပဲကဲဒီဇလန်ရဲ့အဓိကစားဆောင်ကတော့ဆိုင်မွန်လို့ခေါ်တဲ့လူငယ်လေးတယောက်ပေါ့သူကလည်းအိမ်မက်တွေအကြီးကြီးမတ်တက်တဲ့သူဒါပေမဲ့အဲ့ဒီအိမ်မက်တွေကိုအကောင့်ထဲမဖော်နိုင်ခင်မှာပဲပျက်စီးသွားစေတဲ့အကျင့်ဆိုးကြီးတစ်ခုလည်းသူ့မှာရှိနေခဲ့တယ်ဆိုတော့ဒီနေ့မှာပေါ့ဆိုင်မွန်ကရွာလေခေါင်းမှာလူဒီအားဆုံးချမ်းအောင်အားရပါရကြွေးကြော်လိုက်တယ်သူရဲ့အခုနောက်ဆုံးပေါ့အိမ်မက်အကြီးကြီးရောပါလဲဆိုတော့ဒီရောမှာအခမ်းအနားဆုံးအကြီးကျယ်ဆုံးဆိုင်ဒီဇိုင်းဖွင့်မိုဘိုင်းတဲ့အဲ့ဒီမှာတင်လူတွေကလည်းလက်ခုပ်တွေတီးအော့ဘာတွေပေးကြတာပေါ့ဒီချီကျူးတန်တေကြားမှာဆိုင်မွန်ကကိုအောင်မြင်သူကြီးလို့ခံစားသွားရတယ်အဲ့ဒီကျေနပ်မှုအဲ့ဒီຫນွေထွေးမှုတွေမှာပဲသူပြောဝင်သွားခဲ့တယ်တကယ်လက်တွေ့မှာအုတ်တစ်ချက်တဲတဲ့ပွင့်တောင်မစသေးခင်မှာကိုဒီလိုနဲ့ပဲဒါသူ့အတွက်ပုံစံခွက်တစ်ခုလိုထက်လာခဲ့တဲ့အိမ်မက်အသစ်တစ်ခုပေါ်လာလိုက်ဒီခါတော့အိုးလုတ်တဲ့ပညာနဲ့ပတ်သက်ပြီးပေါ့နော်ပြီးတော့ဘာဆက်ဖြစ်မလဲဟော်ဖာတဲ့ထုံးစံအတိုင်းပဲလူသိရှင်ကြားကြီးညာချက်အသစ်တစ်ခုထပ်လုပ်လိုက်ပြန်ရော့ဆိုတော့ချီးကျူးမှုတွေကတော့ထပ်ရတာပေါ့ဒါမဲ့အိမ်နောက်မှာတော့စိတ်အိုက်ထက်တန်မှုတွေကလည်းထပ်ပြီးချမ်းဆောက်သွားပြန်ရောသူ့အလုပ်ရုံထဲကမြေဈေးတွေကဘသူလက်နဲ့မှအထင်မခံရသေးပဲဖုံးလေးတက်လို့ဒီလိုချင်းညာပြီးရင်မလို့ရှိတဲ့အိမ်မက်တွေများလာတော့ဆိုင်မွန်တယောက်ကိုတော်တော်လေးရှက်လာပါလေရောသူ့ရဲ့အဖြစ်ကိုရိပ်မိနေတဲ့ရွာတွေကပညာရှိအဖိုးဝေရောက်ကသူ့စီကိုတိတ်တိတ်လေးချင်းကစ်လာတယ်စကားတွေညာကြီးမပြောဘူးသူ့ရဲ့လက်ဖွားကိုဖြန့်ပြီးအထဲကမျိုးစိတ်လေးနဲ့စစ်ကိုပဲပြလိုက်တယ်ပြီးတော့အဘိုးကစမ်းသက်မှုလေးတစ်ခုလုပ်ပြတယ်မျိုးစိတ်ကစိတ်ကိုတော့ဘသူမှမသိအောင်တိတ်တိတ်လေးမြေကြီးထဲမှာမြုပ်ပြီးစိုက်လိုက်တယ်နောက်တစ်စိတ်ကိုကြတော့လူတွေအောင်တော့မြင်သားတဲ့ကြောက်တုံးပြားကြီးတစ်ခုပေါ်မှာတင်ထားလိုက်တယ်ရက်သက်တပတ်တီကြာလာတော့ရလက်ကရှင်းတစ်ထက်ရှင်းလာတယ်မြေကြီးရဲ့တိတ်ဆိတ်မှုထဲမှာဖုံးကွယ်ထားတဲ့မျိုးစေ့လေးကအားကောင်းမောင်းတန်အပင်ငယ်လေးအဖြစ်ရှင်းတန်ကြီးထွားလာတယ်လူတွေရဲ့အာယုံဆိုင်မှုအလင်းတန်းအောက်ကမျိုးစေ့ကတော့လာနေပူဒန်မှာ၆တွေ့ထွားပြီးနောက်ဆုံးတော့အစအနတောင်မကြံတော့ပဲပျောက်ကွယ်သွားခဲ့တယ်ဒီမျိုးစေ့နှစ်စေ့ကတကယ်တော့ဆိုင်မော်ရဲ့အိမ်မက်တီလိုပါပဲတခုကတိတ်ဆိတ်တဲ့လှုပ်ဆောင်မှုထဲမှာရှင်းတန်ကြီးထွားခဲ့ပြီးနောက်တစ်ခုကတော့လူသိရှင်ကြားကြီးညာခဲ့လို့ပျက်စီးသွားခဲ့တယ်ဟုတ်ပြီဘာကြောင့်များဒီလောက်ထိကွာခြားသွားရတာလဲအဲ့ဒီမှာပဲအဘိုးကအရေးကြီးဆုံးအချက်ကိုရှင်းပြတယ်ကိုအိမ်မက်တွေကိုစောစောစီစီလူတီးအောင်ပြောပြလိုက်ခဲ့အခါလူဒီစီကရတဲ့ချီချူးမှုတွေကကိုဦးနောက်ကိုလှည့်စားလိုက်တယ်လို့ပဲတဲ့တကယ်အလုပ်ကြီးမပြီးသေးခင်မှာပဲအောင်မြင်သွားပြီဆိုတဲ့ကျင့်နှက်မှုကိုအချိန်မတိုင်ခင်ပေးလိုက်တယ်လို့ဖြစ်သွားတာပဲရှေးခေတ်ကအဘိုးရဲ့ဒီလိုအသိဉာဏ်မျိုးကိုအခုခေတ်စိတ်ပညာကလည်းအခိုင်အမာသက်တည်ပြထားပါတယ်ဒီဖြစ်စဉ်ကိုစောစစ်စွာချီကျူးခံရခြင်းရဲ့ထောင်ချောက်လို့တောင်နာမည်ပေးထားတယ်ဆိုလိုတာကလူတွေရဲ့အတိမပြုံမှုကတကယ်လက်တွေ့စ조사ခြင်းစိတ်ရဲ့နေရာကိုဝင်ယူသွားတာမျိုးပေါ့ဒီထောင်ချောက်ကဘလို့အလုတ်လုတ်တလဲဆိုတာရှင်းရှင်းလေးပဲအစင်တစ်ကိုကရီမန်းချက်ကိုကျင်ညာလိုက်တယ်အစင်နှစ်လူတွေကဝိုမိုက်တယ်ဆိုပြီးချီကျူးကြတယ်အဲ့ဒီမှာတဲ့အစင်သုံးကိုဦးနောက်ကငါအောင်မြင်သွားပြီဆိုတဲ့ခံစားချက်မျိုးကိုရလိုက်ရောအဲ့ဒီနောက်မှာတော့အစင်လေးတကယ်တမ်းပင်ပင်ပန်းပန်းလို့အမေအပိုင်ရဲ့တော့ဆေးရထက်သမှုတွေကတဖြည်းဖြည်းကျဆင်းသွားတော့တာပါဆိုင်မွန်အတွက်တော့ဒါတကယ်ကိုမျက်စိပွင့်သွားစေတဲ့တင်ခန်းစာတစ်ခုပါပဲတူရင်ကဘာလို့ရှုံးနေခဲ့လဲဆိုတဲ့အကြောင်းရင်းကိုရှင်းရှင်းလင်းလင်းသဘောပေါက်သွားပြီဒါကြောင့်ဒီနေ့အသက်တစ်ခုနဲ့နောက်တစ်ခေါက်ထပ်ကြိုးစားချီကိုဆုံးဖြတ်လိုက်တယ်ဒီတစ်ခါတော့ဘယ်လိုလုပ်မလဲဆိုတော့လုံးဝတိတ်တိတ်ဆိတ်ဆိတ်နဲ့ကောအခမ်းအနားဆုံးဆိုင်နေအလားဆုံးအိုဒီအကြောင်းသူမပြောတော့ဘူးသူရဲ့ရီမန်းချက်အစ်စ်ကတဲတဲလေးနဲ့လက်တွေ့ကြတယ်အဲ့ဒါကတော့ရိုးရိုးရှင်းရှင်းတစ်သားကလာထိုင်တစ်လုံးကိုကိုယ်တိုင်လုပ်ဖို့ပဲဘသူကမှစကားတခုမှမပြောပဲသူ့အလုပ်ရုံထဲမှာပဲအာယုံစိုက်ပြီးအလုပ်လုပ်ခဲ့တယ်အဲ့ကလာထိုင်လေးပြီးသွားတဲ့အခါသူခံစားလိုက်ရတဲ့ဂုဏ်ယူမှုကအရင်ကားနဲ့ကောက်ကင်နဲ့မြေလိုကွာခြားသွားတယ်လူတွေရဲ့လက်ခုပ်တန်လိုမျိုးခဏလေးနဲ့ပျောက်ကွယ်သွားတာမဟုတ်ဘူးကိုယ့်ရဲ့လက်ကိုယ့်ရဲ့ခြေကိုယ့်ရဲ့ကြိုးစားမှုကနေမွေးဖွားလာတဲ့ခိုင်မာပြီးတော့တကယ်ကိုစစ်မှန်တဲ့ခံစားချက်မျိုးဖြစ်နေခဲ့တယ်တရက်မှာတော့သူ့အိမ်နီးချင်းတယောက်ကအဲ့ဒီကိုလားထိုင်ကိုမမျော်လင့်ပဲတွေ့သွားတဲ့အခါမှာအယမ်းကိုအံ့ဩသွားတယ်ဘာလို့လဲဆိုတော့သူတို့မြင်လိုက်ရတာကအပြောကြီးတွေမဟုတ်တော့ဘူးလေတကယ့်ကိုလက်တွေ့ဖြစ်နေလို့ပဲတိတ်ဆိတ်တဲ့လှုပ်ဆောင်မှုကသူ့ဘာသာသူအကျေလောင်ဆုံးစကားပြောသွားတာဆိုတာဒါမျိုးအဲ့ဒီနေ့ကစပြီးနေ့တေးကြလာတဲ့အခါမှာဆိုင်မွန်ဟာစကားပြောကောင်းတဲ့လူအဖြစ်မဟုတ်တော့ပဲသူ့ရဲ့စိတ်ရှိမှုသူ့ရဲ့တိကျတည်တတ်တဲ့လက်ရည်ကြောင့်လေးစားချစ်ခင်ခံရတဲ့လက်မှုပညာရှင်ကြီးတယောက်ဖြစ်လာခဲ့တယ်သူ့ရဲ့နာမည်ကောင်းကို
သူ့ရဲ့စကားတွေကတိဆောက်ပေးခဲ့တာမဟုတ်ဘူးသူ့ရဲ့အလုပ်တွေကပဲတိဆောက်ပေးခဲ့တာပါ ဆန်မောင်ရဲ့ဇလန်ကတကယ်တော့တို့အားလုံးကိုပြန်ပြီးဆန်းစစ်ဖို့တိုက်တွန်းနေတယ်လို့ပါပဲတခါလေကိုတို့တွေရောလူတွေကိုစောစောစီစီပြောပြလိုက်မိလို့လမ်းခွက်လက်မှာတင်6ထွေးတွားခဲ့ရတဲ့ကိုယ့်ရဲ့မျိုးစေ့လေးတွေကိုယ့်ရဲ့အိမ်မက်လေးတွေဘလောက်တောင်များရှိနေခဲ့ပြီလဲဆိုတော့ဒီဇလန်ကနေအဓိကမှတ်ထားရမှာကဘာလဲဆိုတော့ကိုယ့်ရဲ့အိမ်မက်တွေကအစဖြိုးချီမှအယမ်းကိုနုနေပါတယ်သူတို့ကိုတိတ်ဆိတ်ချင်းဆိုတဲ့မြေစီလွာခုံးထဲမှာကားကွယ်ထားဖို့လိုတယ်စိတ်ခွန်အားကိုလူတွေရဲ့ချီကျူးစကားတဲ့စီကမရှာပဲကိုယ်တိုင်ဖန်တီးလိုက်တဲ့တကက်တိုးတက်မှုလေးတွေကနေပဲရယူပါဘာလို့လဲဆိုတော့နောက်ဆုံးမှအပြိုးထက်အလောက်ကပိုရေးကြီးဖို့ပါပဲပြပါမပြောပါနဲ့ ကဲအခုဒီအကြောင်းအရာတွေကိုတည်သွားပြီဆိုတော့ဘသူကမှမပြောဘဲနဲ့တိတ်ကလေးနဲ့ကိုယ်တိုင်စပြီးတိဆောက်သွားမယ်အိမ်မက်တစ်ခုကဘာထိမလဲအဲ့ဒီအိမ်မက်ကိုအခုချက်ချင်းပဲဆက်လိုက်ကြရအောင်